ဆရာစိတ်ရှည်တယ်ပြီးဆရာသားမချမ်းဘူးအကုန်လူလေးသေးမရှိဘူးပေါ့နော်ဟိုဝယ်ရမယ့်ဆိုင်တွေကအစားအကုန်ပင်ရင်ထီတာလမ်းညွန်ပေးရပေါ့ဒါညီမတို့ဆိုနေရဆိုလို့ရှိရင်ဒါဒီပင်ရင်ထီတိရဖို့ကတိတ်တော့မလွယ်ဘူးလေဒီလက်ကားဆိုင်တွေနဲ့တိုးတိုးဝိုင်းဈေးတွေကဟိုများကုန်တော့ customer နဲ့ကြတော့အများကြီးတွေကွာကုန်ပေါ့နော်အဲ့ဒီတွေပါလိုက်ပြီးတော့အဆင်ပြောင်းလုပ်ပေးတဲ့အတွက်ဟိုသဘောကျရပေါ့အမြတ်သူပါဖြာပုံကလာတာပါညီမကအဲ့မိတ္တူဖိတ်စာဆိုင်ဖွင့်ထားတော့3နှစ်လောက်တော့ရှိပြီမိတ္တူဆိုင်ဆိုတော့ရက်တောင်တို့ဒီဖော့အိတ်တို့ပါအများဆုံးရိုက်ကြတယ်လေဒါအခုမှလာပြီး join ဖြစ်တာဆရာရက်တို့တင်တန်းဆိုတော့3ရက်လောက်ဆိုတော့လေကိုကအချိန်ပေးနိုင်တယ်ဟိုဆိုင်လဲဟိုအကြိုက်ပိတ်ထားစရာမလိုဘူးပေါ့အစားတောက်ပိုင်းတွေရောအဲ့လိုကိုလေးတင်းမရှိလုပ်ပေးတယ်ပြီးတော့ဟိုစာတင်တဲ့နေရာမှာလဲဟို stress မရှိဘူးပေါ့နော်အေးစစ်ပေါ့ပါလေးပဲအဲ့လိုတင်တယ်ပေါ့ဟို family type ပုံစံလေးပေါ့အဲ့လိုမျိုးသွားတယ်သဘောကျပါတယ်မိတ်ဆွေလည်းရတယ်ဆရာကဒါစိတ်လဲရှည်တယ်တကယ်လဲဟိုစေတနာလဲပါတယ်ပေါ့နော်ပြီးတော့ဟိုရုံးသမားတွေဆိုလို့ရှိရင်လဲဟိုအချိန်မပေးနိုင်ဘူးဆိုလို့ရှိရင်ဒီ3ရက်နဲ့ဒါအကုန်ပြည့်စုံတင်ပေးတယ်ပေါ့အရန်အချိန်မပေးနိုင်တဲ့လူတွေအတွက်လည်းအဆင်ပြေတယ်လာတက်ဖို့အဲ့လိုခေါ်ပါတယ်